န်းလေးတွေက6ပြီးတော့ညာပဲရှိရတယ်အပွင့်တိတ်မရှိတော့မြင်းစုတကနတ်ပန်းနဲ့ဗျာမြင်မှုကြလားမြင်းစုတကနတ်ပန်းနဲ့ခုကတော့ပန်းကတော့တစ်နှစ်မှတစ်လမှတစ်ပတ်ပဲပွင့်တာပေါ့နော်အခုကျွန်တော်ရောက်တော့ဒီအကောင်လုံးကဒီမှာလူမျိုးလေးတွေဗျာဟိုအပွင့်လေးတွေကကျွေပြီးတော့ဒီမှာအညာလေးတွေပဲရှိရတယ်မနှဲရှာရတယ်ဒီမှာဖူးလေးအပွင့်လေးတွေကိုဒီအပွင့်လေးတွေကချိုရဲနာပဲလူကြီးတွေကတော့တဲ့ဒီမြင်းစုတကနတ်ပန်းကြောက်ကလေးတွေကိုဗျာအပွင့်လေးတွေကိုအချောက်လမ်းပြီးတော့ပြားရည်နဲ့စိန်ပြီးတော့စားကြတယ်တဲ့ကျမ်းမှာတက်ရှိရဲဆိုပြီးတော့ပြောကြတာပဲဒါကျွန်တော်တို့ကအရင်တော့မကြဘူးအခုမှမြင်ဘူးလားနတ်ပန်းနဲ့ယူပန်းမဟုတ်ဘူးနော်ဒီမှာကတော့ဒီအဖူးလေးအပွင့်လေးကိုဒီမှာကျွန်တော်စကြမှာဒါတော့အမှန်တကယ်ဆိုအချောက်လမ်းထိုင်ရင်ပို့ချိုးတယ်ဗျာချိုရဲနာဗျာချိုရဲနာမှာဘလို့ချိုရဲကျွန်တော်တို့မုံစမ်းလေကြားနဲ့မုံစမ်းလေစားထားလို့ရှိရင်အဲ့လိုအရသာမျိုးလေအနံလေးကလည်းတော်တော်ချိုတယ်မြင့်စုတကနတ်ပန်းနဲ့ဗျာအချင်းတန်းမှာပဲကြားဘူးလားပကံရာဇဝင်ဇက်ကြောင်းနေကဆိုတာလေဒီမှာသူက6သွားရင်ပို့ချိုတယ်ဗျာဒီမှာအပွင့်လေးအခုတော့တော်တော်များများအပွင့်လေးအကုန်လုံးကကျွေးကုန်ဗျာကျွေးပြီးတော့လူမျိုးအညာတန်လေးတွေပဲရှိရတယ်ဒီမှာအပွင့်ကျွန်တော်အပွင့်ကြောက်လေးပြမှာသူကအဲ့လိုအဆုပ်လိုက်ကလေးအများကြီးပဲဒါဆိုရင်တော့ဒါကခုနကပြောသလိုပေါ့အပွင့်လေးပေါ့အပွင့်လေးကိုမှမကျွေသေးတဲ့ဟာအစိမ့်လေးပေါ့ဗျာ6သွားတဲ့ဟာလေးဆိုရင်တော့ပို့ချိုးတယ်မြင့်စုတကနတ်ပန်းနဲ့ဗျာကျွန်တော်အပွင့်6လေးပြမယ်ဒါဖရားရဲ့ဒီရင်ပြင်ပေါ်မှာပေါ့နော်အမြင်လေးမှာပါကျွေးနေတာလေးတွေအပွင့်6လေးတွေဗျာပင်မှာတော့မရှိတော့ဘူးဒါတော့ပင်မှာပုံမှန်ဆိုလို့ရှိရင်တော့ကျွေးချင်းလေးတွေဆိုရင်ဗျာလုံးလေးတွေအဲ့လေးတွေကိုကောက်ပြီးတော့လူကြီးတွေကတော့လှမ်းထားတာပေါ့လူကြီးတွေကတော့ဟိုတီးတန်လေးတွေကောက်ပြီးတော့ဗျာပြားရည်နဲ့လှမ်းထားတာပေါ့ဒီနတ်ပန်း6လေးတွေကိုပြားရည်နဲ့စိန်ပြီးတော့တဲ့စားတယ်တဲ့ကျမ်းမှာတက်ရှိရဲဆိုပြီးတော့တဲ့ဒီမှာဒါနတ်ပန်းအ6ကလေးအတင်ခေပန်း6ကလေးလိုပဲဒါတော့ပို့ချိုတယ် तू ကဟိုကအစိမ့်ထပ်ပို့ချိုတယ်ဗျာကျွန်တော်ခုနကအပင်းကနေအစိမ့်လေးခုစားပြရလေအစိမ့်ထပ်ပို့ချိုတယ်ပွင့်တော့တော်တော်ပြချလေးနေမှာပါဘာဖြစ်လို့ဆိုတော့ဒီမှာအညာတွေကအများကြီးပဲအပင်းမှာအညာတွေကိုအများကြီးပဲကျွန်တော်လာနောက်ကြပါတယ်ဒါကျွန်တော်တို့ရွာဖျားမှာပွင့်တာပေါ့နော်ဒီမှာဗျာအပွင့်လေးတွေအကုန်ကျွေသွားတော့အဖူးလေးတွေအပေါ်ကျွေသွားတော့ဒီမှာအညာတန်လေးတွေပဲရှိတယ်အခုတော့တပိန်လုံးဒီလိုအညာတွေပဲရှိရတယ်အောက်မှာပဲသူ့ရဲ့အောက်မှာပဲအကုန်လုံးအပွင့်လေးတွေအပွင့်6ကလေးတွေအများကြီးဖြစ်နေတာပါဗျာဒါနဲ့တန်သေးတဲ့ဟာလေးကြတော့လူကြီးလာကောက်ကြတွေ့တယ်သူပြားရည်နဲ့စိတ်ပြီးတော့စားတာပေါ့ညင်းစုတကနတ်ပန်းမယ်ပေါ့ဥပမာမြင်ဘူးလေ